I'm sorry to keep you waiting. I made sure work at this. Take your time, I'm no hurry. Yeah, because it's only up to me to say that this office is closed. Every night? Yes, and I usually close at 5:30 when it's a room. I have to stay like this is one of those times. You really know the road around here? But I sure because I have any other 10 years you have to take the another car. You are very smooth. I'm sure your boss must be pleased with your work. But I'm sorry to keep you waiting. I made sure work on this. I'm sorry to keep you waiting so long. I mean, I will make sure work on this. Take your time. I'm no hurry. Take your time. I'm no hurry. Yeah, because it always up to me to say that this office is closed. အဲ့စာကြောင့်ဘာသာပြန်မယ်ဆိုလို့ရှိရင်တော့ဟုတ်တယ်ဒီက office campaign အပိတ်ကိုကြည့်ရမှာ9ရက်တာပဲဖြစ်နေတယ်လို့ပြောတာပါဖြစ်နေတယ်အဲ့လိုမျိုး9ရက်တာပဲဖြစ်နေတယ် yes because it always up to me to say that this office is closed the office campaign အပိတ်ကိုကြည့်ရမှာ9ရက်တာပဲဖြစ်နေတယ်အဲ့တော့မှတကယ်ချင်းပြန်ပြီးတာပေါ့နော် every night ညတိုင်းလား every night ညတိုင်းလားအဲ့လိုမျိုးမေးတာ every night ညတိုင်းလားအဲ့လိုမေးတဲ့အခါမှာကျတော့ကိုကနေပဲဘလို့ပြန်ဖြစ်လဲဆိုတော့yes and I usually close at 5:30 ငါပုံမှန်ဆိုလို့ရှိရင်ဒီကဥစ္စာကို9:30မှာပိတ်ကြတယ် when is a blue moon I have to stay like when is a blue moon ဆိုတာကကျတော့10ကတခါဖြစ်တောင်းဖြစ်ခဲ့တဲ့ကိစ္စပေါ့နော်10ကတခါဖြစ်တောင်းဖြစ်ခဲ့ကိစ္စကို when is a blue moon လို့ပြောတယ် I have to stay like ကကျတော့ငါအကြိုက်ငါနောက်ကျဒီနေရတယ်ပေါ့နော် I have to stay like this one of those time when is a blue moon ဆိုတာအကြိုက်နေမှာဖြစ်တောင်းဖြစ်ခဲ့ကိစ္စပေါ့နော်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် when is a blue moon ကိုသုံးလို့ရတယ်I have to stay like ငါအကြာကြီးနေနောက်ချဒီနေလေးနေရတယ်ပေါ့နော်နေလေးရှိတယ်မဟုတ်နေရတာနေကိုနေရတာပေါ့နော် have to နဲ့သုံးထားတာဖြစ်တဲ့အတွက်မဖြစ်မနေကိုနေရမယ့်ကိစ္စပေါ့နော် I have to stay like this is one of those times ဆိုတာကကျတော့ဒီနေ့ကလည်းအဲ့ဒီကရက်ဒီလေးကတရက်ပါပဲလို့ပြောတာပါ this is one of those times ဒီနေ့ကလည်းအဲ့ဒီကရက်ဒီလေးကတရက်ပါပဲအဲ့တော့မှတကယ်ချင်းကိုပြန်ပြောတာပေါ့နော် you really know the road around here you really know the road around here မင်းကဒီနေ့ပဲမှာတော်တော်ကျွမ်းကျင်တာပဲ you really know the road around here မင်းကဒီနေ့ပဲမှာတော်တော်ကျွမ်းကျင်တာပဲ where I sure because I haven't here for 10 years ဟုတ်တာပေါ့ဘာကြောင့်လဲမင်းသိလားငါဒီမှာနေတာ10နှစ်ရှိနေပြီလေ10နှစ်ရှိနေပြီဆိုတော့မသိတဲ့ကိစ္စမှမဟုတ်တော့ဟုတ်တယ်မဟုတ်လားအဲ့တော့ you have to take that into the account မင်းတာကိုလည်းထည့်သွင်းစဉ်းစားသင့်တယ်အဲ့လိုမျိုးပြောတာပါ you have to take that into the account yes yeah when I sure because I haven't here for 10 years you have to take that into the account ဖြစ်နေတာပေါ့ငါဒီမှာနေတာလည်း10နှစ်ရှိနေပြီလေမင်းအဲ့ဒါကိုလည်းထည့်သွင်းစဉ်းစားပါဦးအဲ့လိုမျိုးပြောတာပါyou are very smooth and I'm sure your boss must be pleased with your work မင်းအရန်ကိုမှတော်တယ်လူပဲပေါ့နော်ငါသာမင်းရဲ့တတိဖြစ်မယ်ဆိုလို့ရှိရင်မင်းရဲ့လုပ်ရည်ကိုင်ရုံကအရန်တဘောကြမိမှာအဲ့လိုမျိုးပတ်သက်ပြရတာပါ okay ဒါဆိုလို့ရှိရင် Honey နဲ့တူတူနောက်တစ်ခါတော့ပြောကြည့်ရအောင်ပေါ့နော် Honey ကနေနေရမှာနေ Honey ကဒီပထမဆုံးပြောမယ်အခုကြည့်နေတဲ့သူကဒုတိယစာကြောင်းကိုပြောပြီးပေါ့နော်ဒါဆိုစလိုက်ကြရအောင်I'm sorry to keep you waiting. I made sure work on this. Yeah, because it always up to me to say that this office is closed. Yeah, and I usually close at 5:30 when it's a blue. I have to stay late. This is one of those times. But I sure because I haven't here for 10 years. You have to take that into the car. Okay, resolution 9နဲ့တူလေ့ကျင့်တာလေးကိုဒီမှာပဲရနာလေးကြရအောင်။တန်ရဲ့ video လေးအကျိုးရှိတယ်တခုခုအကျိုးရှိတယ်ဆိုလို့ရှင်လည်း comment မှာတခုခုရေးသွားခဲ့ပေးပါဦး။ဒီလိုဟန်နီရဲ့နောက် video တွေမှာလည်းနောက် video တွေမှာပြန်လည်ဆုံတွေ့ချင်တယ်ဆိုလို့ရှင်လည်းဟန်နီရဲ့ channel လေးကို subscribe လုပ်ပေးသွားလို့ရပါတယ်။ဟန်နီရဲ့ဒီထဲမှာပါတဲ့ shortcut လေးတွေကဒီ standard လေးတွေကအရင်ဗီဒီယိုတစ်ခုမှာတင်ပြီးထားတာရှိတယ်ပေါ့နော်တကယ်လို့မကြည့်ရဘူးဆိုလို့ရှင်လည်းတော့ကြည့်လို့ရပါတယ်ဟန်နီရဲ့ဒီ wall ထဲမှာပဲရှိရပေါ့နော်ဟန်နီရဲ့ဒီ channel ထဲမှာ account ထဲမှာဆိုလို့ရှိရင်
ဒီ shortcut နဲ့ပတ်သက်တာတွေ conversation လေ့ကျင့်ပေးထားတာတွေသင်ပေးထားတာအများကြီးရှိပါတယ်ပတ်တန်လေးတွေနဲ့ပတ်သက်ပြီးလည်းနောက်ဗီဒီယိုမှာသင်ပေးထားဖို့အတွက်ရှိပါတယ်okay ဒါဆိုလို့ရှိရင်ဒီအင်္ဂလိပ်စာလေ့လာနေတဲ့သူဆိုလို့ရှိရင်အနည်း channel လေးကို subscribe လုပ်ပေးသွားဖို့ဒါအနည်းပြောချင်ပါတယ်အနည်းနောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်အားလုံးပဲတတားပါ